နောက်တစ်ပတ်ဆောင်ရအောင်မဲ့ချန်ပီယံလောင်းရိုဒိုအားလုံးပဲမင်္ဂလာပါဒီလီတစ်ပတ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေရိုဒိုရဲ့အင်နာဆာအသင်းဟာအာဆင်နယ်ဆော်ရီပါရှင်းပါအင်နာဆာဖလားနဲ့အလက်ကျစ်ရှိတဲ့အသင်းဖြစ်ပြီးတော့ရိုဒိုရောက်ပြီးနောက်ပိုင်းလက်မတေးလေးဖလားနဲ့လွဲနေတတ်ပါတယ်ဒီတစ်ပတ်တော့အင်နာဆာဖလားလူပတ်အေဟီလဲနဲ့ရှင်ပြိုင်ကစားခဲ့ပြီးတော့ဒီပွဲကိုနားရလိုက်တာနဲ့ဆော်ရီပရိုလီချန်ပီယံဖြစ်တဲ့အခွင့်အရေးတစ်ခုကိုရရှိခဲ့ပါတယ်ရိုဒိုအသင်းဟာသူရဲ့စိတ်ကြီးကိုဖလားနဲ့ဂုဏ်ပြုကျင်တဲ့အတွက်ဒီတစ်ခါတော့အေဟီလဲကိုအနိုင်ကစားဖို့ဆုံးဖြတ်ထားကြပုံရပါတယ်ရိုဒိုကသူကိုယ်တိုင်အသင်းကိုဦးဆောင်ပြီးတော့တိုက်စစ်ဆင်နေပေမဲ့တချို့ခွင့်ရတွေကိုဂိုးဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့အင်နာဆာအတွက်မိုဟာမက်စီမာခန်ကအဖိုးတန်သွင်းကိုသွင်းယူပေးခဲ့ပါတယ်။အင်နာဆာဒီပုံစံတိုင်းပွဲကိုဆက်ထိန်လာတာအချိန်မို68မိနစ်ကနောက်ဆုံးစက္ကန့်ကိုရောက်ရှိလာပါတယ်။ဒီခါကျတော့မှ92ကြောင်သွားတဲ့ဂိုးသမားဘန်တိုရဲ့မဖြစ်သင့်တဲ့အမှားကြောင့်အုံကိုပေးလိုက်ရပါတယ်။ဂိုးပေးလိုက်ရပြီးတော့ပွဲပြီးသွားတဲ့အခါအင်နာဆာလည်းဝက်ဝက်နဲ့တည်ကျသွားခဲ့ပြီးတော့ဖလားကင်မြောက်ဖို့အခွင့်အရေးနောက်ဆုတ်သွားခဲ့ရပါတယ်။ဒါပေမဲ့အင်နာဆာကအေးလေးကိုတပွဲပိုကန်9မှတ်အသာနဲ့ဦးဆောင်နေတာကြောင့်နောက်ဆုံးပွဲမှာဖလားကင်နိုင်ပါသေးတယ်။ရိုဒိုဖလားရီတော်ကိုအားပေးဖို့ဂျော်ဂျီနာပါရောက်နေတာကိုကြည့်ရင်ဒီပွဲကိုရိုဒိုတို့အပိုင်တွက်ထားတယ်ဆိုတာသိကြပါတယ်။ဒါပေမဲ့လည်းကိစ္စတွေကထင်သလိုဖြစ်မလာခဲ့တာကြောင့်ပွဲပြီးမှစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ရိုဒိုကိုမြင်တွေ့ခဲ့ကြရပါတယ်။ဂျားထဲမှာအာရှချန်ပီယံလီဒူးဖိုင်နယ်လည်းရှိနေသေးတာမို့ရိုဒိုတို့ဖလားနှလုံးချန်ပီယံဖြစ်ဖို့ကတပတ်ထပ်ပြီးတော့စောင့်ရအောင်ပါ။ရိုဒိုရဲ့နာဆာကဆော်ရီပရိုလီချန်ပီယံတကယ်ဖြစ်လာမလားဆိုတာနောက်တစ်ပတ်မှာကစားရမယ်ဒါမှအသင်းနဲ့နောက်ဆုံးပွဲစဉ်မှာဆက်လက်ဆောင်ကြည့်ကြပါဦးမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။